Hello ဒီနေ့ကတော့ခီးသွားရင်းနဲ့တထုံမျိုးရောက်တော့မနှက်စာစားမယ်ဆိုပြီး line ပေါ်မှာရှာလိုက်တော့ခု Fast Cafe Mountain လေးတွေ့လို့ဒီဆိုင်လေးကိုခုနရောက်လာတာဖြစ်ပါတယ်။ဆိုင်ပြင်ဆင်လေးကလည်းချစ်ဖို့ကောင်းပါတယ်။ခုပထမဆုံးတော့လက်ဖက်တစ်ခွက်မှားလိုက်တယ်။စားတောက်လေးမှားတာတော့နည်းနည်းတော့ကြာပါတယ်။ 那你讲，那可以购买啦。这你的မျိုးပဲရ我这也得牛味啊。တစ်ဖက်ရတော့ပေါ့နော်တစ်မျိုးလေးရရဲဆိုမဲ့ရတာအရင်လည်းမချိုးဘူးအရင်လည်းမခါဘူးဆိုတော့ခုနအကြိုင်နေတော့ကွက်တီဖြစ်ပါတယ်ရွှေတောင်ခောက်ဆွဲလေးမှားလိုက်ပါတယ်တယောက်စာပူရှင်လေးဆိုတော့အရင်လည်းမများဘူးခုနလိုအများကြီးမစားနိုင်တဲ့သူတွေဆိုကွက်တီပဲရတာလေးလည်းကောင်းတယ်နောက်ပွဲကတော့မီးရှည်လေးမှားလိုက်တယ်တယောက်စာပူရှင်လေးပဲသူလည်းမများဘူးအဆင်ပြေပေါ့တစ်ဖက်စားဖို့ပေါ့နော်မုံရင်းချင်လေးလည်းပေးတယ်အဲ့ဒါလေးလည်းစားလို့ကောင်းတယ်နှစ်ယောက်ကို8800ပဲကြာတော့ဘတ်ဂျက်လည်းဆေးဖြစ်တယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းစားတောက်နဲ့ခီးသွားဘလော့လေးတင်ပေးသွားမှာမလို့အသေးလေးပေးသွားကြအောင်နော်